2016ကနေအခု2026ဒီ10စုနှစ်တခုအတွင်းထဲမှာထွက်ခဲ့တဲ့အကောင်းဆုံး anime ရုပ်ရှင်ဆိုရင်ဘယ်ဟာဖြစ်မယ်လို့ပြောတာထင်တယ်ဒီနေရာမှာကျွန်တော်ပြောတာ anime ရုပ်ရှင်ပြောတာနော် anime series မဟုတ် anime series ကပြောလိုက်ရင်သိမလား One Piece fan တွေရော Attack on Titan fan တွေရောပြီးရင်Naruto fan တွေရောသူတို့ကငါ anime ကအကောင်းဆုံးဆိုပြီး comment တွေမှာလာပြောကြလိမ့်မယ်ကျွန်တော်ပြောချင်တာအဲ့လိုမျိုး anime series တွေမဟုတ် anime ရုပ်ရှင်ဆိုတော့ဒီ10စုနှစ်ထဲမှာထွက်ခဲ့တဲ့အကောင်းဆုံး anime ရုပ်ရှင်ဆိုရင်ကျွန်တော်စိတ်ထင်ရတော့ Your Name ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဝင်ငွေအများဆုံးဆိုရင်တော့ Demon Slayer နှစ်ကားအပေါ်မှာရှိရပေါ့နော်။ဒါပေမဲ့ Demon Slayer ဆိုတာသူ့မှာ series ရှိပြီးသားကွာ။အဲ့တော့ movie ပြန်ထုတ်တော့ဒီလောက်ဝင်ငွေရတာမဆန်းဘူး။ဆန်းတာဘာလဲဆိုတော့လွန်ခဲ့တဲ့10နှစ်ကထွက်ခဲ့တဲ့ဒီ standalone ရုပ်ရှင်တစ်ခုကအခုချိန်ဒီဝင်ငွေအများဆုံးစီးရင်ထဲမှာ top 3နေရာနေပြီးတော့မဆင်းသေးရပဲ။ပြီးတော့ Your Name ဆိုတာလည်း anime industry ထဲမှာတော်တော်လေး impact ကြီးကြီးမားမားဖြစ်ခဲ့တဲ့ရုပ်ရှင်တစ်ခုပဲပေါ့နော်။ကျွန်တော်ဒီလိုပြောနေတာ dramatic ဖြစ်အောင်လို့6ပြောနေတာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒီအနောက်ပိုင်းမှာအနောက်တိုင်းနိုင်ငံတွေမှာဆိုလည်းသိရမှာသူတို့စီမှာ anime ဆိုတာ Your Name ကိုကြည့်ပြီးတော့မှတခြားဒီ anime တွေကိုရင်းနှီးလာကြတဲ့လူတွေအများကြီးရှိရပေါ့နော်မြန်မာနိုင်ငံမှာဆိုလည်းထိုးရင်းနှကောင်းမယ်မြန်မာနိုင်ငံမှာ Your Name ဘယ်လောက်အောင်မြင်လဲဆိုတာကျွန်တော်ပြကြအောင်လုံးဝမထင်ဘူး Facebook account တွေလိုက်ပြီးကြည့်လိုက်တချို့ account တွေဆို Your Name ဒီ profile ထားတဲ့လူတွေတော့ရှင်းရှိတော့အောင်ပါ Alright စနီဘာမှပြန်လဲဆိုလိုပါတယ်ဆိုတော့ Your Name ဘာကြောင့်မလို့ဒီလောက်တော့အောင်မြင်ရတာလဲပေါ့သူ့ကိုအကောင်းဆုံးဖြစ်စေတာအရန်လှတဲ့ art style တွေကြောင့်လားဒါမှမဟုတ်ရင်ဒီလိုမျိုး iconic ဖြစ်တဲ့တခြင်းတွေကြောင့်ပဲလားဒါမှမဟုတ်ရင်သူ့ရဲ့အရန်စမ်းသစ်လာပါတယ်ဆိုရဲ storytelling ကြောင့်ပဲလား Your Name က10နှစ်ကြာတာတော့မှဘာဖြစ်လို့အကောင်းဆုံး anime ဖြစ်နေရတာလဲပေါ့ကျွန်တော် analyze မလုပ်ခင်မှာသူ့ရဲ့ဇလန်းကိုမိတ်နေတဲ့တွေလည်းရှင်းရှိလာမှာပေါ့နော်ဘာလို့လဲဆိုတော့10နှစ်တောင်ကြာပြီပဲအဲ့တော့ဇလန်းအကြောင်းလေးကိုကျွန်တော်နည်းနည်းလေးပြောရအောင် Itomori ဆိုတဲ့ရွာလေးမှာနေတဲ့ Misuwa ဆိုတဲ့ကောင်မလေးတယောက်နဲ့ Tokyo မြို့က Taki ဆိုတဲ့ကောင်လေးတယောက်သူတို့နှစ်ယောက်ကတရက်ခြားတစ်ခါပေါ့နော်ခန္ဓာကိုယ်ချင်းလဲတဲ့နေရာနေပြီးတော့စတာတယ်ဟိုခန္ဓာကိုယ်ချင်းလဲဝတဲ့ဆိုင်စိတ်ချင်းလဲဝလို့ပြောလို့ရတယ် Misuwa ဆိုတဲ့ကောင်မလေးရဲ့ဘဝအရန်ရိုးရှင်းတယ်တောင်ပေါ်ကကျေးရွာလေးတစ်ခုမှာနေတယ်ပြီးတော့သူ့မှာညီမလေးတယောက်ရှိတယ်အထက်တန်းကျောင်းနေတယောက်ပြီးတော့သူ့အမေဘက်ကအဖွားနဲ့နေရတယ်ပေါ့နော်သူ့ရဲ့အဖွားကကျတော့ဒီရိုးရတလေးတွေကိုထိမ့်သိမ့်တဲ့လူတယောက်ဆိုတော့တရက်မှာ Kuchikami Sake ကိုလောက်ရတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာ Japan pronunciation တွေတိတ်ပြီးတော့မပြောတတ်ရင် sorry ပါဘာလို့လဲဆိုတော့ကျွန်တော်ဂျပန်စာလည်းမသိတာဘူးပေါ့နော် pronunciation တွေဟိုအတက်နိုင်ဆုံးတော့အနည်းဆက်ဆုံးတူအောင်တော့ကျွန်တော်ထောက်ပါပေးမယ်ဒါပေမဲ့လွဲနေရလေးတော့ရှိနေမှာပေါ့နော်အဲ့တော့တကယ်လို့လွဲနေရရှိလဲ comment ထဲမှာကျွန်တော်ထောက်ပြပါလို့ရတယ် okay ဒီ Kuchikami Sake ဆိုတာအရန်ဟိုမှာရှိကြတဲ့ delete တစ်ခုပဲသူကဘယ်လိုမျိုးလဲဆိုတော့ပါဇက်နဲ့ဆန်ကိုခြေရပြီးရင်ပြန်ထွေးထုတ်ပြီးတော့ဒီဟာကိုဆန်အရက်ပြန်လောက်တာပေါ့နော်ဆိုတော့လောက်ရတာလည်းပြောရရင်လူအများရှိမှလောက်ရတာဆိုတော့ Misuwa လိုမျိုးဆယ်ကျော်သက်လူငယ်တယောက်အတွက်ကတော့ချက်တာပေါ့နော်အဲ့တော့ Misuwa ဒီလိုမျိုးကျေးလက်ဒေသမှာတက်ဆိုင်ရင် Tokyo လိုမျိုးမြို့ကြီးပြကြီးမှာနေခြင်းနဲ့ဆန္ဒရှိတယ်ပေါ့နော်来世は東京のイケメン男子にしてくださいတစ်ဖက်မှာလည်း Taki ဆိုတဲ့ကောင်လေးတယောက်ရှိတယ် Taki ရဲ့ဘဝကပြောရရင် Misuwa ရဲ့ဘဝနဲ့လုံးဝဆန့်ကျင်ပါပဲ Misuwa ဖြစ်ချင်နေတဲ့ဘဝလို့တော့ပြောလို့ရတယ်ပေါ့နော်သူက Tokyo မှာနေတဲ့အထက်တန်းကျောင်းသားတယောက်သူ့ရဲ့ဘဝအရန် modern ဖြစ်တယ်ပြီးတော့မိုးမျှော်တိုက်တွေရထားတွေပြီးတော့လူတွေအများကြီးကြားထဲမှာရှင်သန်နေရတာပေါ့နော်ဒီလိုမျိုးပြသူတို့နှစ်ယောက်ရဲ့ဘဝအရန် contrast ဖြစ်နေအောင်ပြသွားတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်တစ်ဖက်မှာကျေးလက်ဒေသတစ်ဖက်မှာ Tokyo မြို့တစ်ဖက်မှာရိုးရာ delivery တစ်ဖက်မှာကျတိုးတက်နေတဲ့လူနေမှုဒီလိုမျိုးမတူတဲ့ Misuwa နဲ့ Taki ရဲ့ဘဝဇလန်းကိုပို့ပြီးတော့လေးနဲ့သွားစေရပဲအစပိုင်းဇလန်းကတော့ဟာတာဘက်ကိုပို့ပြီးသွားရပေါ့နော်အချစ်ဟာတာပေါ့ဗျာ room con ပေါ့ပြောရရင်Misuwa ဒီ Taki ရဲ့တငယ်ချင်းနဲ့စကားပြောတဲ့အခါမှာကျွန်တော်စားလို့ကျမဆိုပြီးမှားသုံးမိတာတို့ပြီးတော့ဟို Taki ကြတော့လေဒီ Misuwa ရဲ့ကျောင်းမှာဗျာယောက်ျားဆက်ဆံနေနေရမျိုးပေါ့နော်အဲ့လိုမျိုးတွေဒီရီရရဗျာသိရကြည်ရပြီးတော့တရက်ငါဒါလုပ်ခဲ့တယ်ပြီးတော့ငါခန္ဓာကိုယ်ထဲမှာဒါမလုံးနဲ့အဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက်ရဲ့ဖုန်းထဲမှာ diary ရေးပြီးတော့ဆက်သွယ်ပြီးတော့ပေါ့နော်ရင်းနှီးတာကိုကြည်ရတာကြည်နူးဖို့ကောင်းတယ်လို့မျိုးနှွေးထွေးဖို့လည်းကောင်းတယ်ဗျာသိတာဒီလိုမျိုးဟာတာဆန်တဲ့ committed ထုံးကလေပြောရရင်ဇလန်ရဲ့ strategy တစ်ခုပဲကြည်နေတဲ့ audience ကိုအရင်ဆုံးရည်စေတယ်ပြီးတော့ကြည်နူးစေတယ်ပေါ့နော်နောက်ဆုံးကျမှဒီဇလန်ကိုတဖြည်းဖြည်းနဲ့နဲ့ရှိုင်းတဲ့ဘက်ကိုတွန်းပို့သွားတာပဲပြောရရင်တော့အမြင့်ဆုံးရောက်မှရိုက်ချတဲ့ပုံစံမျိုးပဲဆိုတော့ဇလန်ကိုဟာတာဆိုလဲဟာတာစိတ်မကောင်းဖြစ်စရာဆိုလဲစိတ်မကောင်းဖြစ်စရာဒီလို mood မျိုးကိုပေးဖို့အတွက်ဆိုရင် Makoto Shinkai ရဲ့ visual တွေကစကားပြောရပေါ့နော်ဒီ Your Name ရဲ့ director ဗျာ Makoto Shinkai ရဲ့တခြားရုပ်ရှင်တွေပေါ့နော် Suzume တို့
ပြီးတော့ Weathering with You တို့အဲ့လိုမျိုးကားတွေကိုကြည့်ပြီးရဆိုရင် brother တတိထားမိမယ်လို့ထင်တယ်သူ့ရဲ့ဒီ trademark ကဘာလဲဆိုတော့လေ background art တွေကအရန်လှတော်တော်လေးကိုလက်တွေ့ဆန်ဆန်ပုံစံမျိုးအမြဲမြင်ရတယ်ပေါ့နော်သူ့ရဲ့ background တွေက character တွေရဲ့ animation ဘိုင်းကိုသူက hand drawn ပေါ့နော်လက်နဲ့စာရွက်ပေါ်မှာရေးဆွဲထားရဆိုပေမဲ့လည်းဒီ background art တွေကိုကြတော့ digital နဲ့ဆွဲပြီးတော့မှ CG နဲ့ refine ပြန်လုပ်ထားတာပေါ့နော်အဲ့တော့ကြည့်လိုက်ရင် photorealistic ဆန်တဲ့ look ကိုအမြဲရတယ်ဗျာတိမ်တွေဆိုလဲသူ့ရဲ့ဒူးတယ်တွေပေါ့နော်သူ့ရဲ့အဆောက်အဦတွေဆိုရင်လည်းဒီထိတော်တော်လေးကြာရတယ်ဒီလားဆိုတော့ Comics Wave Film Studio ရဲ့ဒီစိတ်ရှည်မှုကိုတော့ frame တစ်ခုချင်းစီတိုင်းမှာမြင်ရလိမ့်မယ်ပေါ့နော်ပြီးတော့ဒီ frame တစ်ခုချင်းစီကိုလည်းရက်ပြီးတော့ကြည့်လိုက်ရင်ဓာတ်ပုံတစ်ခုကိုကြည့်နေရတဲ့အတိုင်းပဲမြင်ရလိမ့်မယ်ဘာလို့အဲ့လိုမျိုးခံစားရတာလဲဆိုတော့လေသူ့မှာတုံးထားတဲ့ lighting တွေကစတော်တော်လေးအသေးစိတ်ကြလို့ပဲပေါ့နော်အလင်းကြတဲ့ hand တွေပြီးတော့ဒီ color grading တွေကဇလန်းရဲ့ mood ကိုလုံးဝပြောင်းလဲပြနိုင်တယ်ဗျာဒါက live action ရုပ်ရှင်တွေမှာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုး anime ရုပ်ရှင်တွေမှာလည်းအများကြီးတက်ရောက်မှုရှိတယ်။အစာပိုင်းဒီဟာတာနှော်ရတဲ့ scene တွေမှာဆိုရင်နေအောင်ကြီးကြနေတဲ့ပုံစံလေးတွေပြီးတော့အယောင်တွေတုံးထားတာလည်းဆူဆူပြေပြေလေးနဲ့နောက်ပိုင်းဒီ emotional ဖြစ်တဲ့ scene တွေမှာကျတော့အယောင်တွေကပိုပြီးတော့မှိန်သွားတယ်ပိုပြီး door ဖြစ်သွားတယ်မိုးလေးတွေကလည်းဆဲနေတဲ့ပုံစံမျိုးလေးတွေအုံမမိုင်းလေးနဲ့ဗျာအဲ့လိုမျိုး scene တစ်ခုကိုကြည့်လိုက်ပြီဆိုရင်ဗျာဒါပျော်ဖို့ကောင်းတဲ့ scene လားစိတ်မကောင်းစရာ scene လားဆိုတာခွဲခြားသိနိုင်တယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုး lighting နဲ့ color grading ပြောင်းလိုက်တာဇလန်းရဲ့ထုံးကိုပါတခါတည်းပြောင်းသွားနိုင်တယ်ပေါ့နော်ဆိုတော့ journey ကလည်းအဲ့လိုမျိုးပဲအစ comedy ဘိုင်းကနေပြီးတော့နောက်ပိုင်းကျတော့ tragedy ဘိုင်းကိုတဖြည်းဖြည်းပြောင်းလဲလာတယ်ပေါ့မတ်လ17ရက်နေ့2021ခုနှစ်မှာဂျပန်နိုင်ငံရဲ့ကမ်းရိုးတန်းဒေသကိုထိုခုလို့ခေါ်တဲ့ငလင်နဲ့ဆူနာမီရိုက်ခတ်ခဲ့ရပေါ့နော်ငလင်တန်းက 9.1 magnitude ထိရှိခဲ့တယ်ကျွန်တော်အရင်နှစ်တုန်းကစကိုင်းနဲ့မန္တလေးမှာလှုပ်သွားတဲ့ငလင်ဆိုသိရမလားအဲ့တုန်းကတော့မှ magnitude က 7.1 to 7.9အဲ့လောက်ပဲရှိရဗျာသူ့ရဲ့ magnitude ကပေါ့နော်ဒါတော့မှပေါ့နော်ပျက်စီးမှုလည်းတော်တော်များခဲ့တယ်တေဆုံးမှုလည်းတော်တော်များခဲ့တယ်ဆိုတာသိမှာပါအဲ့တော့အခုဒီဂျပန်နိုင်ငံရဲ့ 9.1 magnitude ငလင်ကတော်တော်လေးပြင်းနေတဲ့မှာပါတယ်အဲ့အတွက်ကြောင့်လည်းလူတွေတောင်းနဲ့ချီပြီးတော့တေဆုံးခဲ့တယ်ထောင်နဲ့ချီပြီးတော့ဒဏ်ရာရခဲ့တယ်ပေါ့နော်နောက်ဆက်တွဲမှာဘာဆက်ဖြစ်သေးလဲဆိုတော့ Fukushima nuclear reactor 3ခုကထပ်ပြီးတော့ပောက်ကွဲပြန်တယ်ဆိုတော့အမှားရင်လူတွေကယာနဲ့ထောင်နဲ့ချီပြီးတော့ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒါကဂျပန်နိုင်ငံအတွက်အကြီးမားဆုံးနဲ့ဆုံးရှုံးမှုအများဆုံးကပ်ဘေးတစ်ခုဖြစ်ခဲ့တယ်ပေါ့ဗျာဆိုတော့ journey ရဲ့ director ရှင်ခိုင်ကဒီကပ်ဘေးကိုထိခဲ့တဲ့ Yuria Gale လို့ခေါ်တဲ့ရွာလေးကိုဒီ3လလောက်ကြာတော့တွားလှည့်ခဲ့တယ်ပေါ့နော်သူအဲ့ရွာလေးကိုရောက်ပြီးတော့ဒါငါရဲ့မြို့ဖြစ်ခဲ့ရင်ဆိုပြီးတော့သူစဉ်းစားလိုက်မိတယ်အဲ့ရနေမှာဒီ journey ရဲ့ဇလန်းကိုတွေးမိသွားတယ်ပေါ့နော်ဆိုတော့ဒီဂျပန်နိုင်ငံရဲ့ကတ်ဆိုကြီးက journey ရဲ့အစားဖြစ်တယ်လို့မျိုးပဲ journey ကလည်းဒီဂျပန်နိုင်ငံရဲ့ကတ်ဆိုကြီးကိုထင်ဟပ်နေစေတဲ့အရာတစ်ခုပဲတာကီမီဆူဝါနဲ့တွားတွေ့ဖို့ခီးထွက်လာတဲ့နေရာမှာဇလန်းရဲ့ထုံးကိုပြောင်းလဲပလိုက်တယ်ပေါ့နော်တကယ်တော့မီဆူဝါနေနေတဲ့ Itomori ရွာကလွန်ခဲ့တဲ့3နှစ်လောက်တည်းကအုတ်ကာကဲတစ်ခုကြောင့်မလို့ပျက်စီးနေပြီးသွားတယ်။တာကီနဲ့ဒီစိတ်ချင်းဆက်နေတဲ့မီဆူဝါဆိုတာကလည်းလွန်ခဲ့တဲ့3နှစ်ကကောင်မလေးဖြစ်တယ်ဆိုရဲ time gap ကိုပေါ့နော်အချိန်ကွာဟချက်ကိုပြသွားတာဇက်ရှင်ကိုထပ်ပြီးတော့မြင့်တင်ပေးလိုက်တယ်လို့ပဲ rom-com ရုပ်ရှင်တကားလို့ကျွန်တော်တို့ထင်နေရနေပြီးတော့ရုပ်တရက်ဒီ time gap တွေပါလာတယ်ပြီးတော့ကတ်ဆိုးတွေပါလာတဲ့အချိန်မှာတဖြည်းဖြည်း tragedy ဘက်ကိုပို့ပြီးတော့ပြောင်းလဲလာတယ်ပေါ့နော်ကျွန်တော်ဒီ part 2မှာပြောခဲ့တဲ့အတိုင်းပဲဒီ lighting တွေ color grading တွေဆိုရင်လည်းဒီမှာဆိုပို့ပြီးတော့တိတာလာပြီဗျာမူဆူဘီဆိုတာဂျပန်ရှင်ထိုယူဆရဲ့ concept တစ်ခုပဲမီဆူဝါရဲ့အဖွာပြောလိုမျိုးပဲအတ်တွေကိုချီနှောင်တာကလည်းမူဆူဘီလူတွေကိုချိတ်ဆက်ပေးရဲဆိုတာကလည်းမူဆူဘီအချိန်စီးစင်းကုံဆုံးနေတာကလည်းမူဆူဘီဆိုတာချီနှောင်ခြင်းဒါမှမဟုတ်ရင်ချိတ်ဆက်မှုလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အချိန်ရောနေရာရောမတူတဲ့ဒီတာကီနဲ့မီဆူဝါကိုချိတ်ဆက်ပေးလိုက်တာကလည်းမူဆူဘီပဲဒီဇလန်တစ်လျှောက်ပြမူဆူဘီကိုမြင်းချောင်းနေနဲ့ဖော်ပြထားတယ်တာကီနဲ့မီဆူဝါဒီပထမဆုံးပေါ့နော် train ပေါ်မှာသူတို့တွေးကြတဲ့ scenes မှာဆိုရင်တာကီကမီဆူဝါမှမသိသေးဘူးဗျာအဲ့ scenes မှာအဲ့အချိန်မှာမီဆူဝါကနေပြီးတော့သူ့ရဲ့ရက်ကန်းကြိုးလေးလှမ်းပြီးတော့ပေးလိုက်တယ်ပေါ့နော်အဲ့ဒီရက်ကန်းကြိုးလေးကသူတို့နှစ်ယောက်ရဲ့ချိတ်ဆက်မှုမူဆူဘီကိုကိုစားပြုတာပဲ
နောက်တော့ဒီတာကီကမီဆူဘာရဲ့ဘဝကိုတောက်လျှောက်မြင်ရတဲ့ sense မှာဆိုတော့လေမူဆူဘီကိုအများကြီးမြင်ရတဲ့ပုံစံမျိုးစုံလေပေါ့နော်ပထမဆုံးကျိုးတစ်ချောင်းပြီးတော့ငကားပုံစံပြောင်းသွားတယ်ပြီးတော့ကျဲကုံပုံစံပြောင်းသွားတယ်ပေါ့နော်ဒီမူဆူဘီကကျတော့အချိန်ကိုပူစားပြုတယ်နောက်တစ်ခုကဖြတ်တောက်ခြင်းပေါ့နော်ဒီမှာချက်ကျိုးကိုဖြတ်လိုက်တဲ့ပုံစံကလေမိခင်နဲ့သမီးရဲ့ကြားတွေကချီနှောင်မှုခံစားချက်တွေကိုဖြတ်တောက်လိုက်တဲ့ပုံစံမျိုးပဲပြီးတော့ဒီမီဆူဘာဗျာတာကီနဲ့တွားတွေ့ပြီးတော့ထိုကီကနေပြန်လာတဲ့အချိန်မှာသပင်ညှက်လိုက်တာကိုတတိထားမိမှာပေါ့ဆိုတော့ဒီသပင်ညှက်လိုက်တာကလေခုနချက်ကျိုးကိုဖြတ်တယ်လို့မျိုးပဲခံစားချက်နဲ့ချီနှောင်မှုတွေကိုဖြတ်တောက်လိုက်တာပဲပြောရရင်မူဆူဘီကိုဖြတ်တောက်လိုက်တာပေါ့နောက်ဆုံးဒီနေဝင်စီးစာ scenes မှာဆိုလဲကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်ဒီနေရာမှာဆိုလဲဒီတာကီနဲ့မီဆူဘာပေါ့နော်သူတို့နှစ်ယောက်ဝင်တိုက်လိုက်တဲ့အချိန်မှာမူဆူဘီကျိုးလေးကိုတစ်ဖြတ်မြင်လိုက်ရတယ်မယ်ဗျာပြီးတော့ဘာရှိလဲဆိုတော့သူတို့နှစ်ယောက်ရဲ့ကြားထဲမှာတားဆီးနေတဲ့ boundary line တစ်ခုရှိနေတယ်ဒီဟာကိုတော့သူတို့နေအောင်ကြီးနဲ့ကိုစားပြုထားတယ်နေတဖြည်းဖြည်းဝင်လာတဲ့အချိန်နေဝင်စီးစာချင်းကိုရောက်လာတဲ့အခါမှာဒီတားဆီးထားတဲ့ boundary line ကလည်းပြတ်သွားပြီးတော့သူတို့အချင်းချင်းပထမဆုံးတွေ့ဆုံခြင်းဖြစ်လာတယ်ပေါ့滝くんがいる滝くんお前に会いに来たんだ大変だったよお前すげえ遠くにいるからဒီနေဝင်စည်းစာအချိန်ကိုပြထားတဲ့ scenes ကကျွန်တော်အကြိုက်ဆုံး scenes တွေတခုပဲကျွန်တော်အကြိုက်ဆုံး scenes ကတော့ထပ်လာဖို့ရှိသေးတယ်ပေါ့နော်အဲ့ဒါလည်းကျွန်တော်ဆက်ပြောပြမယ်ဒီ scenes ကပြောရရင် animation ဘိုင်းကလည်းတော်တော်လေးလာတယ် visual ဘိုင်းကိုလည်းတစ်ချက်ကြည့်ကြည့်လိုက်အောင်လုံးဝမိုက်တယ်ပေါ့နော်ဇလန်ဘိုင်းရဆိုလည်းပါလဲဆိုတော့သူတို့နှစ်ယောက်ရဲ့ဒါပထမဆုံးတွေ့ဆုံခြင်းနဲ့နောက်ဆုံးတွေ့ဆုံခြင်းလို့ပြောလို့ရတယ်အဲ့တော့ကြည့်ရတာပျော်ရမလို့လို့ဝမ်းနေရမလို့လို့ပေါ့နော်အဲ့တုန်းက名前書いとこうぜほらဒီနေရာမှာကျွန်တော်ပြောချင်တာပါလဲဆိုတော့ထိုက်ကီနဲ့မီဆူဘာရဲ့ relationship ကတော်လေးထူးဆန်းတဲ့နေရာမှာပါတယ်သူတို့နှစ်ယောက်တယောက်နဲ့တယောက်အပြင်မှာလည်းလုံးဝမတွေ့ဘူးစကားလည်းလုံးဝမပြောဘူးသူတို့ကြားထဲမှာရှိရဆိုလို့ဒီ diary တွေက note တွေပဲရှိရပေါ့နော်ဒါတော့မှအချစ်ဆိုတဲ့ခံစားချက်တစ်ခုဖြစ်လာတယ်ပေါ့နော်これじゃ名前わかんないよအဲ့ဒါဘာလို့လဲဆိုတော့ဒီလူတယောက်ရဲ့အသွင်အပြင်စကားပြောဖို့ချစ်တာမျိုးမဟုတ်ပဲねဒီလူတယောက်ရဲ့ဘဝပတ်ဝန်းကျင်နေထိုင်မှုဒါတွေကိုချစ်မိသွားကြအောင်ပဲပေါ့နော်အားကြောင့်လို့ဒီနေဝင်စည်းစာ scenes ကပေါ့နော်တကားလုံးထဲမှာ emotional peak အဖြစ်ဆုံးအခိုက်အတန့်တစ်ခုပဲပေါ့နော်ဘာလို့လဲဆိုတော့ဒီ part 2မှာပြောခဲ့တဲ့ visual language တွေ part 3မှာပြောခဲ့တဲ့အချိန်ကွာဟာချက်တွေပြတ်ဒီ part 4မှာကျွန်တော်ရှင်းပြခဲ့တဲ့ musubi ပေါ့နော်ဒါတွေအားလုံးကဒီ scenes တစ်ခုထဲမှာပါဝင်နေလို့ပဲပြီးတော့ဂျပန်လိုနေဝင်စည်းစာဆိုတဲ့စကားလုံးကဘာတူလဲဆိုတဲ့အဓိပ္ပာယ်ကိုလည်းရတယ်ပေါ့နော်โอเคကျွန်တော်အကြိုက်ဆုံး scenes လာပဲဒီနောက်ဆုံးကကျွန်တော်လုံးဝအကြိုက်ဆုံးပဲ brother တို့လေတခါကြာရင်လည်းမျိုးဗျာဟိုဘာလို့လိုနေမှမသိရဲ့အခိုက်အတန့်မျိုးဖြစ်ဘူးလားမသိဘဝကြီးကလုံးဝ perfect ဖြစ်နေပြီးပြည့်စုံနေပြီလို့မတွေးမိပဲနဲ့တခါလေကြာရင်တခုခုကိုကလိုက်ရှာမိနေတယ်လို့တနည်းရကိုကသွားချင်နေတယ်လို့မျိုးခံစားချက်ရဘူးလားမသိ Urane ရဲ့နောက်ဆုံးကလည်းအဲ့ဒါပဲပေါ့နော် Taki နဲ့ Misura နှစ်ယောက်လုံးကတယောက်ကိုတယောက်မေ့ွားကြပြီဆိုပေမဲ့သူတို့ရဲ့စိတ်ထဲမှာလက်ဟာနေတဲ့အပိုင်းလေးတစ်ခုရှိနေသေးတယ်အဲ့တော့3နှစ်လောက်ကြာဒီသူတို့နှစ်ယောက်ပေါ့နော်တယောက်ကိုတယောက်လိုက်ရှာမိနေတော့မယ်ဒါပေမဲ့ဘသူ့ကိုရှာနေမှန်းလည်းမသိဘူးဘာကိုရှာနေမှန်းလည်းမသိဘူးပေါ့နော်ပြီးတော့တချို့ scenes တွေဆိုဘယ်တော့တောင်အသေးရဖို့ကောင်းလဲဆိုတော့ဘေးတိုက်လေးဖြတ်သွားတော့မှ timing လေးလွဲသွားတာမလို့ပေါ့နော်မတွေးဆောင်လိုက်ရတဲ့ပုံစံမျိုးတွေလည်းရှိတယ်နောက်ဆုံးကျမှသူဒီယထာဖြတ်သွားတဲ့နေရာမှာတွေးလိုက်တယ်ပြီးတော့သူတို့ဒီလေကလေးပေါ်တက်တဲ့အချိန်ကျမှ君の名前は二人の間通り過ぎた風はလုံးဝ perfect ဖြစ်တဲ့ ending တစ်ခုပဲဗျာ Yeah ဆိုတော့တော်တော်များများကတော့ Urane ကို overrated ဖြစ်တယ်လို့ပြောကြလိမ့်မယ် but it is overrated for a reason right overrated ဖြစ်တယ်ဆိုတာကလေအကြောင်းပြချက်ရှိလို့ overrated ဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ဇလန်အရန်ကောင်းလို့လေအရန်ကောင်းတဲ့လူတွေကြည့်တော့ overrated ဖြစ်တာပေါ့ကျွန်တော်တို့ကတော့ Urane ကတော်တော်လေးကိုမှကောင်းတဲ့ anime ရုပ်ရှင်တစ်ခုပဲသူ့ရဲ့ visual တွေ theme တွေ twist တွေပြီးတော့ climax တွေဒါတွေအားလုံးကလေဒီရုပ်ရှင်ထဲမှာပေါ့နော်လုံးဝပြည့်စုံတဲ့နေရာတွေမှာပါနေတယ်ဗျာတိလားနောက်တော့ဒီ musubi ဆိုတဲ့အကြောင်းအရာဒီ concept ကအခုလိုမျိုး social media ပေါ်ကရည်စားဖြစ်နေကြတဲ့ဟို long distance relationship တွေအောင်မှာပေါ့နော်ဒီ concept ကတော်တော်လေး relatable ဖြစ်နေစေဖြစ်တဲ့ concept တစ်ခုပဲလို့ကျွန်တော်ထင်တယ်အဲ့လိုပေါ့နော်ဒီရုပ်ရှင်ဆိုရင်လည်းဘယ်ချိန်ကြီးလုံးဝ timeless ပဲလုံးဝကောင်းနေဆိုတဲ့ခံစားချက်ကိုရတယ်ဆိုတော့ brother ရောဒီ Urane နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲUrane ကကောင်းတဲ့ရုပ်ရှင်တစ်ခုလားဒါမှမဟုတ် overrated ဖြစ်တဲ့ရုပ်ရှင်တစ်ခုလားဒါမှမဟုတ်ရင်
အကောင်းဆုံး anime ရုပ်ရှင်တွေရောဘာလို့ထင်လဲ Your Name မဟုတ်ရင်ပေါ့နော်တခြား Spirit Away လားSpirit Away တို့ဘာလို့တော့ကောင်းတယ်ဗျာဒါပေမဲ့ကျွန်တော်ပြောချင်တာဆယ်စုနှစ်တခုတည်းမှာပြောရမလို့ Spirit Away မှာပါလိုက်တယ်တခြား Spirit Away fan တွေကကျွန်တော်လာဆဲကြအောင် Okay ကျွန်တော်တို့အထင်အမြင်တွေကို comment ထဲမှာဆွေးနွေးကြရပါဗျာနောက်ပတ်စံတွေကြောင်းမှပြန်တွေ့ကြမယ်